ကဲမျိုးများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အခုက line လေး error ဖြစ်သွားတဲ့အတွက်နည်းနည်းနောက်ကျသွားတယ်ဗျာเนาะကျွန်တော်ခုနကပေးတဲ့ထဲမှာเนาะ40.3မူဖြစ်တဲ့အချိန်မှာเนาะတစ်တီလုံးပိုင်းနေနဲ့ဆင်ပါတယ် main ဒီ1519ဆိုတာကိုပ main အနေနဲ့ထိုးပြီးတော့1418ကိုဒု main အနေနဲ့ထိုးဖို့အတွက်ကျွန်တော်ကြံပြုပါတယ်ခင်ဗျာเนาะအဲ့ဒီနဲ့ကျွန်တော်ဆက်ပြောရမယ်ဆိုရင်4မူပေါ့နော်4မူဆိုတာ4ပိတ်မူသို့မဟုတ်4ထိပ်မူပါเนาะအခုကျွန်တော်ကလန်နာလေးကြည့်ကြမယ်ညာเนาะဒီလိုကြည့်ကြမယ်เนาะအချိန်ရတယ်เนาะကျွန်တော်ရဲ့ညီကိုမောင်နှမအမျိုးများအားလုံးပဲမင်္ဂလာပါမင်္ဂလာပါเนาะမြင်ရလားမသိဘူးเนาะတိုင်းလေးနည်းနည်း error ဖြစ်နေကျွန်တော် mini လေးနဲ့ချစ်ပြီမယ်နော်ဒီမှာ4လို့ထွက်တယ်1ရက်2ရက်3ရက်အတော်တွင်မှာဘာမပြောက်ဘူးလေပေါ့နော်ဒါကျွန်တော်တို့ကလင်နာကြည့်တယ်ဆိုတာလေတိလားကြည့်ရင်တော့ကနန်းမဲမြင်ပါတိလားကြည့်ရင်တော့ဘာလဲကနန်းမဲမြင်ပါကြည့်ရင်ကနန်းမဲမြင်ပါဘာမှသိရမလားဒါဘယ်လိုပြောမလဲမသိတဲ့လူတွေပြောဆိုတော့ကလင်နာဒီဘာလဲကြည့်ရင်နော်မတိတဲ့လူတွေကြည့်ရင်တော့ဒါဒီဘာတော့ကနန်းမြတ်တိလားပါလေကနန်းမြတ်တိလားနော်တော့ကျွန်တော်ပတ်ဖိုက်ထိဆွဲမယ်နော်အခုကစကားလေးနည်းနည်းပါပေလေးပါလေရှည်ကြည့်လိုက်အောင်မယ်နော်ပတ်ဖိုက်ကိုဆွဲမယ်နော်ကျွန်တော်ပေလေးပါလေနည်းနည်းလေးရှည်လိုက်အောင်မယ်နော်မတိတဲ့လူတွေကတော့ပြောမှာဟာဒီကောင်ဘာတွေလျှောက်ပြောနေလဲဘာလဲညာလဲပေါ့တော့မကြိုက်ရင်ကြော်သွားသွားမကြိုက်ရင်သွားနော်ဘယ်သူမှလည်းဒီဗီဒီယိုမကြည့်ခိုင်းဘူးနော်ကျွန်တော်ကဘယ်သူမှလည်းဟိုမလုပ်ဘူးနော်အရင်တော့အားပေးခဲ့တဲ့လူတွေကိုအခုကပြန်ပြီးတော့ဖိတ်ခေါ်တာနော်ဟုတ်တယ်နော်အဲ့တော့ကြည့်မယ်နော်ကျွန်တော်ပတ်ဖိုက်မှာပြန်ပြီးတော့မူလေးစစ်ပြပါမယ်နော်ဘာလဲ13ကီပါ13ကီဒီ13ကီကလေဒါဘယ်လိုပြောမလဲတော်တော်လေးအသုံးဝင်တဲ့ကီပေါ့နော်ဒူဒီဘယ်လိုပြောမလဲတပတ်ကိုပေါ့နော်ဒီလေးမို့ရာတပတ်ကိုဒီကောင်ဒီပျောက်ပင်ကိုမရှိတဲ့ကီပါနော်တကယ်ကိုပျောက်ပင်မရှိတဲ့ကီပါနော်အဲ့တော့ကျွန်တော်ပတ်ဖိုက်မှာပြန်စုံပါမယ်ပတ်ဖိုက်မှာစောင့်မျှော်ပေးကြပါအခုကျွန်တော်ပတ်ဖိုက်မှာအကုန်လုံးကလင်နာအားလုံးကိုကျွန်တော်စစ်ပေးပါမယ်နော်ကလင်နာအားလုံးကိုကျွန်တော်စစ်ပေး